How December Christmas ya we ngaru pya chong ma ngaru decoration to sin ya wa ha nailu ya ngaru pya chong ma decoration to sin ya I mean like you lu ye le mshi le hon to ja lo ya to me ya pyo ngao le ji pyo wa min to me pyo phone neမျက်နှာနဲ့ကိုမခေါ်မြင်ရညဘာမှမသိငါဒီမှာ internet ပေါ်နေတော့ Christmas decoration ကဇာတ်အတိုင်းနဲ့ရှာနေရပါဟုတ်လို့လားဘာပြောဟေးလူရသိကိုတော့ဟာဂိမ်း你看肉，切个啥个？你都搞的，哎，谁弄？哇，俺没有这种我就没了，俺是。他说要你，对吗？啊，给那个。底下都完事。哈，俺不要酒票啊！别叫网上 decoration 到什么个 Christmas 来不了。Christmas 要不了。OK。把风说了，完了吗？我刚说了，风。你也是来嘛 idea 你来记啊，不是别的。你呢？Hey, stop! Evaluation should be stop. 没有，ဘာဖြစ်နေကြလဲ။ဘာဖြစ်ကြလဲ။ပြောကြစမ်းပေါ့။ဟာယေရှု။ဘာလဲ။ကိုဒီချက် Christmas ကိုဒီပုံစံကြီးနဲ့လူတွေအများကြီးနဲ့။ဟာငါဘာဖြစ်လို့လဲ။ Christmas ကဒီလိုကိုတော့ဒီတိုင်းလာလို့မရဘူးလေ။အေးဒုက္ခပဲကိုတော့ဆက်ပြောတော့ကိုရောအေးတယ်ဝင်းနာကိုကြီးအမိုးဘူးလေကွာမိုးတယ်Christmas နည်းနည်းတော့လွှဲနေပြီကိုတော့ရမ်းလိုက်ယေရှုယေရှုယေရှုစာလန်ကလောဟုတ်ပါဆောအော်ဆာဇင်းတော့ကိုလို့ဟဲ့ဆာလန်ကလောကျွန်တော်ဆာလန်ကလောအော်ရောအဲ့ဒါတော့ငါပြောဟဲ့ဝင်းတော့ဒီမှာပြီးတော့听说啊ဒီကုန်းမဟုတ်လေနော်ပြီးတော့ဒီလိုကြီးတော့ကြီးပါထွက်လာမယ်အခြေအနေမဟုတ်ဘူးရှင်ဟုတ်တယ်အဲ့တော့ခါရဆောင်ပါဟာဘာလို့မလုပ်လဲအနီးနေပါနေငါတိဟာအနီးဆိုတာကိုလိုဒီချိန်မှာနော်ညာဒီလိုကြီးတော့မထွက်လာခလီတော့အနီးလေးပဲဟုတ်တယ်အဲ့လိုငါရကကျွန်တော်ကအနီးလေးနေနားတယ်ဆိုတယ်အဲ့ဒါလေးရောဆိုတာပါကနပို့ဆောင်ဟုတ်ကဲ့ပြီးတော့မတ်စကောလေးတော့အစီလေးနော်ဘာလဲအစီလေးကိုရောအစီအေးဟာမင်းတို့ခဏနေကြပါဦးမင်းတို့တော့ကကြီးတဲ့တော့တော့ဘုံမင်းကြောင်ထိုးဖို့ကြတော့မင်းတို့ကောင်เนี่ยတိုးတက်နေလဲကြတာကွာငါလည်းအသက်2000ကျော်သွားကြမှာမင်းတို့လှုပ်တာနေတယ်နောက်စုကတည်းကပြောင်းဝင်ပြီးတော့ဒါလေးဆိုပြီးမှကလေးတင်ငယ်ရောင်းစားမလို့ဖြစ်နေပြီကြည့်ကြလေလှုပ်ရှားကြအောင်နော်ကိုရောလည်းဒါထုံးတယ်ယေရှုခရစ်စမတ်ရောက်ပြီဆိုရင်ကိုရောကမတ်စကွက်လေးထဲမှာညစ်ညစ်နေရှိရ
ဟုတ်တယ် ဒီလိုမထွက်လာဘူးလို့တော့မစကဲပါပဲနေလို့ကျန်ကျွန်တော်ကြည့်ကြလို့လိုက်မယ်မတူနေဘူးကိုတော့ ရတယ်ကိုလည်းဆော့ရကိုတော့အေးစင်းနေကိုတော့အေးစင်း အဲ့ဒါကိုညာမှာချား ပြောလေမလာမင်းလည်း ဒီမှာတော့ကောင်းလို့ရှုပ်လိုက် ဒီမဲ့ဆရာသမားတို့ကျွန်တော်လည်းနည်းနည်းပြင်းပြောတော့ဘူးလား ကိုတော့လာပြန်ပြီကိုတော့ဒီအချိန်မှာကိုတော့အေးစေးတော့စကောမအေးတယ်ခရစ်စမတ်ဆိုကျန်တာကျွန်တော်တို့စီစဉ်ရတယ်ကိုတော့ဘာဝင်ရှောက်ဘူးလေလို့ဆိုကိုအေးစေး မစိုးလို့မရဘူးလား မရဘူးဆိုအောင် လေမတေချာကြည့်လိုက်လေမတေချာလာ ညာဘက်မှာ လေမ တော့ကောင်းနေလေကိစ္စလေဘာသူကြည့်ဘာသူကြည့် ကဲဒီမဲ့ငါလည်းကျေးဇူးပြီငါလည်းပြောကုန်ပြီပါကွာမင်းတို့ကခရစ်စမတ်ပွဲကျင်းပကြတာဆိုလူတွေကအများကြီးနဲ့ကွာခရစ်စမတ်ပွဲကျင်းပကြတာမွေးနေ့ရှင်မင်းတို့ဘာမှပြောတော့ဘူးလားဒီမဲ့လေမွေးနေ့ရှင်တယောက်လုံးရှေ့ရောက်နေပြီနည်းနည်းလေးတော့ပြောကုန်တော့ပေးကွာမင်းတို့ကလည်း မွေးနေ့မှာဘာကိုရှင်မွေးနေ့မှာဘယ်မွေးနေ့ရှင်ကလေးလေးอ่ะဘာလို့ပြောပါလို့ရှိလို့အကုန်လုံးလူကြီးတွေစီစဉ်ပြတဲ့နာခံနေလို့ရတာမဟုတ်ဘူးအဲ့တော့ကိုတော့ဘာမှမပြောဒီနေနော်โอเค ဟုတ်ကွာကျေးဇူးပြီငါတခုလေးပဲပြောကုန်ပြီ ကိုတော့ပဲပြောတော့မပြောချင်တော့ ဟုတ်ပြီနံပါတ်1ငါကလေးမဟုတ်တော့ဘူးကွာမင်းတို့တွေအားလုံးအတွက်အသေးခံပြီးလို့ကောင်းကင်ပလင်တော်ပေါ်မှာဆံမြန်းနေတဲ့ရှင်ဘရင်ကွာနံပါတ်2မင်းတို့ကငါမွေးနေ့ကိုအကြောင်းပြပြီးတော့မင်းတို့ကောင်နဲ့လှုပ်ရှားတယ်လှုပ်ကြမလို့လားခရစ်စမတ်မှာမင်းတို့ကငါ့ကိုတခင်ဖြစ်ဝခံရှိခိုးကြဘူးလားဒါမှမဟုတ်ရင်မင်းတို့ကငါ့ကိုစိတ်ကြခိုင်းစီကြဘူးလားကွာငါ့ကိုကလေးလိုထင်နေကြတော့လားကွာ